အိနောက်ချံကိုဘာကြောင့်ကျန်းစာတွေမှာမထည့်ဘဲနဲ့ပေးထားကြလေမိကုန်းကတော့ခရစ်ယာန်တော်တော်များသိချင်နေကြတဲ့မိကုန်းဖြစ်ပြီးတော့ဒီအရာရဲ့နောက်ကိုရနေထူးဆန်းတဲ့နဲ့နေတဲ့အကြောင်းအရာတွေလည်းရှိနေပါတယ်အိနောက်ချံကိုစတင်တွေ့ရှိခဲ့ရတော့1983ခုနှစ်အီဒီယိုဗီးယားနိုင်ငံရဲ့ဖျားကျောင်းတစ်ခုမှာကော့တလန်လူမျိုးစူးစမ်းရှာဖွေသူကစတင်ပြီးတော့တွေ့ရှိခဲ့တာဖြစ်ပါတယ်အီဒီယိုဗီးယားမှာရှိတဲ့အိနောက်ချံကရှေ့ဟောင်းအီဒီယိုဗီးယားဘာသာစကားနဲ့ရေးထားတာဖြစ်ပြီးတော့အဲ့ဒီစူးစမ်းရှာဖွေသူကပထမဦးဆုံးဥရောပတိုက်ကိုအိနောက်ချံကိုစတင်ယူဆောင်ခဲ့တာဖြစ်ပါတယ်1948ခုနှစ်မှာတော့ဒီရဲ့စာရီရဲ့မူရင်းကိုအစ္စရေးနိုင်ငံပင်လယ်တီအနီးမှာရှိတဲ့ကွန်ရန်ကူမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီလိုရှာဖွေတွေ့ရှိခဲ့တဲ့အချက်ကြောင့်ဒီကျန်းဟာတော်မပေါ်ခင် BC 200နဲ့300ကြာရေးသားထားတဲ့ရှေ့ဟောင်းကျန်းတစ်ခုဖြစ်တယ်ဆိုပြီးတော့သမိုင်းပညာရှင်တွေကအတည်ပြုကြတာဖြစ်ပါတယ်အိနောက်ကျန်းကိုပယ်ခဲ့တဲ့အကြောင်းရင်း၄ခုရှိပါတယ်။အမှောင်ဆုံးချက်အနေနဲ့အိနောက်ကျန်းဟာBC 200နဲ့300ကြာရေးသားခဲ့တဲ့ရှေ့ဟောင်းကျန်းတစ်ခုဖြစ်ပြီးတော့အိနောက်ဟာအာဒန်ရဲ့90မြောက်မြေးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ခေတ်ကာလနဲ့ရေးသားတဲ့ခေတ်ကာလဟာနှစ်ပေါင်းများစွာကြာနေတဲ့အတွက်ကြောင့်မို့လို့အိနောက်ရေးသားခဲ့တဲ့ဆိုတဲ့အချက်ကိုအတည်ပြုနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီကျန်းကိုပယ်ခဲ့တာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေပါတဲ့အတွက်ကြောင့်မို့လို့တော်များစုကစာထဲမှာမထည့်ရေးကြတဲ့အချက်လည်းဖြစ်ပါတယ်တတိယအချက်တစ်ခုအနေနဲ့ AD 100စုနောက်ပိုင်းမှာဂျူးဘာသာရေးခေါင်းဆောင်တွေကဒီအိနောက်ချံကိုတရားဝင်ပယ်ရှင်းခဲ့ပါတယ်။အဲ့ဒီခေတ်ကာလမှာဘာသာရေး conflict တွေဖြစ်ပြီးတော့ခရစ်ယာန်တွေကလည်း AD 400စုနောက်ပိုင်းမှာဂျူးဘာသာရေးခေါင်းဆောင်တွေနဲ့အတူတူချံကိုကျမ်းစာထဲမှာမထည့်ဖို့အတွက်သူတို့အနေနဲ့အတည်ပြုကြတာဖြစ်ပါတယ်။လေးချက်အနေနဲ့တော့အဲ့ဒီခေတ်ကာလမှာ Gnostic ဆိုတဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အမှန်တရားရှာဖွေတဲ့အုပ်စုတစ်ခုရှိပါတယ်။သူတို့အုပ်စုတွေကတော့အိနောက်ချံကိုတော်တော်လေးကိုမှကိုးကားပြီးတော့သူတို့ရဲ့ယုံကြည်ချက်တွေကိုခဏဖော်ပြလေးရှိပါတယ်။အဲ့ဒီအချက်ကလည်းဂျူးဘာသာရေးခေါင်းဆောင်တွေခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနေနဲ့ဒီအိနောက်ချံပေါ်ကိုပယ်ရှားဖို့အတွက်အရင်တစ်ခုဖြစ်လာစေခဲ့ပါတယ်။သူ့အဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့ခရစ်ယာန်တော်များစုကအိနောက်ချံကိုစိတ်ဝင်စားကြပေမဲ့လည်းနံပါတ်1ချက်အနေနဲ့အိနောက်ချံဟာအိနောက်တကယ်ရေးသားခဲ့တဲ့ဆိုရဲသမိုင်းမှတ်တမ်းမရှိလို့နံပါတ်2ချက်အနေနဲ့ကအိနောက်ရဲ့ကျမ်းထဲမှာလွတ်ဝက်နဲ့နေပြီးတော့ထူးဆန်းတဲ့အကြောင်းအရာတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီကျမ်းကိုပယ်ခဲ့ခြင်းဖြစ်ပါတယ်